အားလုံးပဲမင်္ဂလာပါဗျာနော်လုံးဝမင်္ဂလာလေးရဲ့ဒါဗီဒီယိုဖိုင်လေးကိုအားလုံးပဲနော် like show လေးကိုစောင့်မျှော်နေတဲ့အမျိုးလေးတွေအားလုံးပဲမင်္ဂလာပါဗျာနော်မင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့နေ့လေးဖြစ်ပါစေဗျာနော်အထူးအဖြင့်လုံးဝမင်္ဂလာလေးပြောချင်တာက TikTok channel လေးလည်းအပန်းခံထားရတယ်YouTube channel လေးလည်းအပန်းခံထားရတယ်ဒါကြောင့်မို့ချစ်မိတ်ဆွေတို့အားလုံးပဲလုံးဝမင်္ဂလာလေးရဲ့ Viber နံပါတ်ကိုရှိတဲ့ချစ်မိတ်ဆွေလေးတွေအားလုံးပဲ Viber နံပါတ်ကိုလာကြပါအထူးမှားကျင်တာ Viber နံပါတ်ကနေလင့်လာယူပါလုံးဝမင်္ဂလာလေးပဲ channel တွေကနေလိုက်ရှုလွှင့်နေပြီလဲဆိုတာကိုမိတ်ဆွေတို့သိကျင်တဲ့အမျိုးလေးတွေနော်ကဲအပေါင်းလေးနှိပ်တော့အသေးလေးနှိပ်တော့ copy link လေးတွေယူသွား comment ထဲမှာငါကန်ကောင်းပြီလို့ရေးမယ်အခုဒါတက်ပြီးတော့လွှင့်ပေးတာကဒါလုံးဝမင်္ဂလာလေးရဲ့ channel လေးမှာနော်ဘန်းခံထားဖြစ်တဲ့အတွက် video file လေးတွေတင်ပေးတယ်မိတ်ဆွေတို့က subscribe လေးနှိပ်မယ်အပေါင်းလေးနှိပ်မယ်အသေးလေးနှိပ်မယ် copy link လေးတွေယူကြဟုတ်လားအခုကတော့ကျွန်တော်12လပိုင်းပေါ့နော်အခုကတော့12လပိုင်း22ရက်နေ့မှ26ရက်နေ့အထိတပတ်စာ live show ပေါ့နော်တပတ်စာ live show မပြောက်တဲ့ပတ်တိမပြောက်တဲ့ပရိမပြောက်တဲ့အခွေလေးတွေကိုလုံးဝမင်းသားလေးအလကားပြောပေးမှာနော်22ရက်နေ့ကနေ26ရက်နေ့အထိနော်တပတ်စာမပြောက်တဲ့ပတ်တိလေးဒီကျွန်တော်တို့ခွန်3ည6ဒီမပြောက်တဲ့ပတ်တိကျိုင်းနှစ်တဲ့အလုံးကိုလိုက်ပါနော်မပြောက်တဲ့ပရိတ်ကိုလိုက်ချင်တဲ့အမျိုးလေးတွေကနှစ်ပရိတ်ခွန်ပရိတ်ဒီမပြောက်တဲ့ပရိတ်ဖြစ်ပါတယ်မပြောက်တဲ့ပရိတ်လိုက်ချင်တဲ့အမျိုးလေးတွေကမပြောက်တဲ့ပရိတ်ကိုလိုက်ပါမပြောက်တဲ့အခွေကိုလိုက်ချင်တဲ့အမျိုးလေးတွေနော်ကျွန်တော်တို့30တန်းဝယ်အခွေမပြောက်တဲ့အခွေကိုလိုက်ချင်တဲ့အမျိုးလေးတွေက456ခွန်ဆိုတဲ့စီနီယံကိုဒီတစ်ပတ်လိုက်မယ်နော်456ခွန်ဆိုတဲ့စီနီယံကိုလိုက်မယ်နော်အားလုံးစာအုပ်နဲ့ဘောပင်နဲ့ဘေးနားမှာချထားပါမပြောက်တဲ့ပတ်တိခွန်ပတ်တိ3ညပတ်တိ6ပတ်တိကြိုက်တဲ့အလုံးကိုလိုက်မပြောက်တဲ့ပရိတ်ဒီနှစ်ပရိတ်ခွန်ပရိတ်ဖြစ်ပါတယ်မပြောက်တဲ့အခွေဒီမပြောက်တဲ့အခွေလေးဒီ456ခွန်ဆိုတဲ့စီနီယံခွေတော့မင်းသားလေးတို့ဒီတစ်ပတ်ကင်မယ်နော်မိတ်ဆွေတို့ comment လေးတွေရေးအပေါင်းလေးနဲ့အသေးလေးနဲ့ copy link လေးတွေယူသွားနော်တော့မင်းသားလေး YouTube channel မှာချစ်မိတ်ဆွေတို့အားလုံးပဲ subscribe လေးတွေလုပ်သွားဘယ်ချိန်မှဝင်ကြည့် subscribe လေးတွေလုပ်သွားနော် subscribe လုပ်သွားမှနောက်ထပ်လွှင့်တဲ့ live show တွေကိုအမြဲတွေ့ရမှာဖြစ်တယ်နော်အထူးအဖြင့် Viber နံပါတ်တွေ09242930နော် Viber နံပါတ်မှာလုံးဝမင်းသားလေးပဲ channel တွေကနေ live လွှင့်နေပြီလဲဆိုတာကို channel မှာလင့်လာယူမယ်နော် channel အကြီးတွေဘန်းခံထားရတယ်နော် channel အသေးတွေကနေအလုပ်လုပ်ပေးမှာအဲ့ဒါမိတ်ဆွေတို့မြင်ကျင်တဲ့အမျိုးလေးတွေ join ထားမယ်အပေါင်းလေးနှိပ်ထားမယ်နော်အားလုံး